တရုတ်ထိပ်တန်းကားကုမ္ပဏီကြီးတွေရဲ့လက်ရှိစီးပွားရေးအခြေအနေကပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်ကြောင့်ပဲအပြောင်းလဲမြန်နေတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။လျှက်စစ်ကထုတ်လုပ်ရေးကဏ္ဍဟာနေ့ချင်းညချင်းတိုးတက်လာသလိုဈေးကွက်ထဲမှာရောင်းဝအသာစီးရဖို့အတွက်ဈေးနှုန်းအပြိုင်ဆိုင်ချပြီးရောင်းနေရတဲ့အတွက်ကြောင့်ကုမ္ပဏီတွေရဲ့ဘဏ္ဍာရေးအခြေအနေကိုမန်းစားရခက်ခဲနေပါတယ်။ဒီဗီဒီယိုကတော့ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ဘဏ္ဍာရေးအခြေအနေကိုသုံးသပ်သွားမှာဖြစ်လို့စိတ်ဝင်စားဖို့ကောင်းနေပါတယ်ရှင်။တရုတ်ကားကုမ္ပဏီကြီးတွေထဲမှာတော့ BYD ကဘဏ္ဍာရေးအင်အားအတောင့်ဆုံးဖြစ်တယ်လို့စီးပွားရေးအကျိုးမြတ်ကလည်းတခြားကုမ္ပဏီတွေကိုဦးဆောင်ထားတယ်လို့ပြောလို့ရပါတယ်။တရုတ်ပြည်တွင်းဈေးကွက်မှာသာမကပဲလျှက်စစ်ကားလောကရဲ့ဘုရင်ဖြစ်တဲ့ Tesla ကိုပါရှင်ပြိုင်နိုင်ပြီးကမ္ဘာနံပါတ်1ကားကုမ္ပဏီအနေနဲ့ရပ်တည်နေပါတယ်။စီးပွားရေးအခြေအနေကောင်းနေတယ်လို့အလားအလာကောင်းနေရှိနေပြီးတစ်နေ့ထက်တစ်နေ့ရောင်းအားလဲဆန့်ချိန်တင်မြင့်တက်နေပါတယ်။ကားဘက်ထရီအစားအပိုပစ္စည်းတွေအကုန်လုံးကိုပိုင်စက်ရုံတွေမှာထုတ်နိုင်တာကြောင့်ကုန်ကျစရိတ်သက်သာသွားတဲ့အတွက်တခြားကုမ္ပဏီတွေကိုအသာစီးရနေတာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့အရှေ့တောင်အာရှ၊ဥရောပနဲ့လက်တင်အမေရိကဈေးကွက်တွေကိုတိုးချဲ့ဖို့လုပ်နေတာကြောင့်စီးပွားရေးနဲ့ဘဏ္ဍာရေးအခြေအနေအကောင်းဆုံးအနာဂတ်မှာအလားအလာအရှိဆုံးကုမ္ပဏီလို့သတ်မှတ်နိုင်ပါတယ်။နည်းပညာပိုင်းမှာကမ္ဘာအဆင့်မီတဲ့နည်းပညာနဲ့ brand တော်တော်များများကိုပိုင်ထားတဲ့ Geely ကတော့ BYD ရဲ့နောက်မှာစီးပွားရေးအကောင်းဆုံးအလားအလာအရှိဆုံးကုမ္ပဏီအနေနဲ့ရပ်တည်နေပါတယ်။ Volvo, Polestar, Sika နဲ့ Lynx & Co တို့လိုထိပ်တန်းမှာရပ်တည်နေတဲ့ brand တွေကိုပိုင်ထားတာကြောင့်စီးပွားရေးတည်ငြိမ်ပြီး share ဈေးကွက်တွေမှာလည်းတော်တော်အောင်မြင်နေတာကိုတွေ့ရပါတယ်။လောင်စာဆီသုံးကားတွေပြင် hybrid နဲ့လျှက်စစ်ကားဆိုပြီးအမျိုးအစားစုံအောင်ထုတ်နိုင်တဲ့အားသာချက်ကြောင့်ကမ္ဘာဈေးကွက်ကိုထိုးဖောက်တဲ့နေရာမှာပုံမြန်ပြီးအလားအလာကောင်းနေရှိတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။တရုတ်အစိုးရပိုင်လုပ်ငန်းတွေနဲ့နှစ်ကာလတော်တော်ကြာရပ်တည်နေတဲ့ Changan Automobile ကလည်းအသွင်ပြောင်းလာပြီးတဲ့နောက်တတိယနေရာမှာရပ်တည်နေပါတယ်။နည်းပညာကုမ္ပဏီ Huawei နဲ့ပူးပေါင်းပြီးတော့ Tipper နဲ့ Avatar တို့လို luxury လျှက်စစ်ကားတွေထုတ်ပြီးဈေးကွက်ကိုသိမ်းပိုက်ဖို့ရှိနေပါတယ်။အစိုးရရဲ့ထောက်ပံ့မှုနည်းပညာကုမ္ပဏီကြီးတွေနဲ့ပူးပေါင်းမှုတွေလုပ်ပြီးနောက်မှာအကျိုးမြတ်ပိုပြီးခိုင်မာလာပါတယ်။ဈေးတန်းသင့်ပြီးနည်းပညာမြင့်တဲ့ Tipper series တွေကြောင့်တရုတ်ပြည်တွင်းဈေးကွက်မှာသာမကပဲပြည်ပဈေးကွက်မှာပါဈေးကွက်အခိုင်မာရလာပါတယ်။တရုတ်ပြည်တွင်းကုမ္ပဏီတွေထဲမှာနည်းပညာမြင့် EV startup ကုမ္ပဏီကြီး၃ခုဖြစ်လာတဲ့NIO, Sifan နဲ့ Li Auto တို့ကလည်းနောက်ပိုင်းအလားအလာကောင်းတဲ့ကုမ္ပဏီတွေလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ Li Auto က EREV လို့ခေါ်တဲ့ hybrid အမျိုးအစားကားတွေကိုထုတ်လာတာကြောင့်မိသားစုစီကားကြီးတွေထဲမှာထိပ်တန်းစီးရင်ဝင်ပြီးစီးပွားရေးကောင်းနေပါတယ်။ Premium ကားတွေထုတ်ပြီး battery swapping စနစ်ကိုပါသုံးနေတဲ့ NIO ကတော့စိန်ခေါ်မှုတွေရှိနေပေမဲ့အခြေခံအဆောက်အုံရင်းနှီးမြှုပ်နှံမှုများနေတဲ့အတွက်ကြောင့်ရုန်းကန်နေရစေလို့ပြောရမှာဖြစ်ပါတယ်။ Volkswagen နဲ့ပေါင်းထားပြီး autonomous driving နည်းပညာမှာထိပ်တန်းရောက်နေတဲ့ Sifan ကတော့လက်တလောမှာစီးပွားရေးအရာအသက်ရှူပြန်ချောင်လာတာကိုတွေ့ရပါတယ်။ Smartphone ထုတ်တဲ့ကုမ္ပဏီကနေလျှက်စစ်ကားထုတ်တဲ့ Xiaomi ကတော့ SU7 ကားနဲ့ EV စူပါကားလောကကိုကရက်ထောင်လုံနိုင်ခဲ့ပါတယ်။ SU7 စရောင်းချင်မှပဲအော်ဒါပေါင်းသိန်းနဲ့ချီရခဲ့ပေမယ့်ကားထုတ်လုပ်တဲ့ဘိုင်းမှာအသစ်ဖြစ်နေလို့ရုန်းကန်နေရပေမဲ့နောက်ပိုင်းမှာတော့အကျိုးမြတ်ကြီးထွားလာမဲ့ကုမ္ပဏီတစ်ခုဖြစ်လာဖို့ရှိနေပါတယ်။လက်ရှိတရုတ်ကားကုမ္ပဏီတွေရဲ့စီးပွားရေးအခြေအနေဟာရောင်းအားတက်ပေမဲ့အမြတ်မာဂျင် profit margin ကျဆင်းနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ပြည်တွင်းမှာဈေးနှုန်းစစ်ပွဲပြင်းထန်လွန်းတာကြောင့်အမြတ်နည်းလာပြီးဒါကိုကုစားဖို့အတွက်ကုမ္ပဏီအားလုံးဟာအရှေ့တောင်အာရှ၊ဥရောပနဲ့မော်ရိုကို၊ဘရာဇီးစတဲ့နိုင်ငံခြားဈေးကွက်တွေစီကိုစက်ရုံတွေခွဲပြီးထွက်ခွာဖို့အသေးအတန်ကြိုးပမ်းနေကြပါတယ်ရှင်။